တယောက်ကိုငါမြင်ဘူးလေသူတို့ပဲအဲ့ဒါတခြားသူမဟုတ်ဘူးနင်းလင်းမရဲ့မောင်လေးခိုက်သွားပြီးရင်တဲ့ရကုန်တန်းကြားတယ်မလား မင်းဒါဘယ်ကိုသွားမို့တော့ ပွဲသွားမလို့လေ မင်းကငါအဲ့ဇက်ပွဲကြီးတွားကြည့်တာမကြိုက်ပါလို့မင်းကငါဘာတခါပြောရမှာလဲ ဟာရှင်တော်မှကျမမကြိုက်တဲ့ KTV ကိုသွားသေးတာပဲကျမဇက်ပွဲသွားတာဘာဆန်းလို့လဲ ဖိုးရီမပြောစမ်းပါနဲ့ကွာအဲ့ဒီ KTV လဲငါမသွားတာကြပြီဘာလို့မင်းကမိမမတန်မဲနဲ့အဲ့ဇက်ပွဲတွေကိုတွားပြီးတော့သမင်းသားတွေကိုတွားပြီးတော့နှာဘူးကြနေရလားဟမ်ဒီမှာရှင်စကားပြောတာမမိုက်ရိုင်းနဲ့နော်ကျမဇက်ပွဲသွားကြည့်တယ်ဆိုတာမြမဇက်တပင်လောကကိုတောင်းတနေရကနေညှင့်တင်ပေးနေတာကျမရဲ့စိတ်ထဲမှာအဲ့လိုမျိုးတွေမရှိဘူး928မြစ်တာနဲ့ပဲပန့်ပိုးနေတာမင်းကငါတခွန်းပဲပြောမယ်နော်မတော်ရဘူးဆိုမင်းမတော်ရဘူးပဲဟမ်ဒီကဘာပေါ်မှာကျမကိုတားနိုင်တဲ့လူမမွေးသေးဘူးလို့တော့ထင်တာပဲနေစမ်းမအောင်မင်းလက်ထက်ကမုံကြီးနဲ့အကြီးဆုံးစိန်ဆိုင်ရုံးတွေအိတ်ကဘာလို့ဟုတ်ဒါကျမဇက်ပွဲမှာတော်တဲ့လူကိုတော်သလိုဆုရှာရမယ်လေအဲ့ကြောင့်မို့ယူသွားတာမင်းရဲ့လင်ကျွတ်တဲ့ငါ့အော်တော့မပေးဘဲနဲ့အဲ့ဒီကောင်တွေကိုတွားပေးမယ်မဟုတ်လားမင်းဒီနေ့ညမတွားဘူး sorry ပဲတွားလာအောင်မယ်အော်ကျမပြန်မလာဘူးနော်ရှက်ရင်တယောက်တည်းအိတ်လိုက်တော့ဟာပြောမရမစိုးနေဒီမိန်မော်တော့ဟဲ့ငါဘယ်လိုလုပ်စရဲရောက်နော်ဟဲ့နေရတော့ရှေ့ဆုံးမှာတော့ဦးစီရတော့မလို့ဟဲ့တယောက်ကိုငါမြင်ဘူးလေသူတို့ပဲဩတော်တော်ရင်းရင်းနှီးနှီးမြင်ဘူးလေပေါ့ဟုတ်လားအဲ့ဒါတခြားသူမဟုတ်ဘူးနင်းလင်းယောက်ျားတေချာကြည့်တော့ဘာကိစ္စဒီကိုရောက်နေတော့မင်းကသမင်းသားတွေကတာတော်တော်ကြိုက်တယ်ဆိုတော့ငါကိုယ်တိုင်ကပြမယ်တေချာကြည့်ဟိတ်ကြရမိပါတွေပိုချစ်ကခြင်းပြုံးလို့နေလက်ကုပ်တဲ့ဆူညံဒီကြမြေဆိုင်ဝဲမော်နီဗီယာပူချီမော်နိုင်ပါဘူးမမောင်ကြီးမော်နီဗီယာချစ်ချီမော်နိုင်ပါဘူးမမောင်ကြီးကနေဆိုနေပြုံးနေရွှေမင်းမလေးပိုချစ်ဘဝစုကကောင်းလိုက်နေဟဲ့ရမ်းပြီတော်ပါတော့ကျမကိုစိတ်ဆင်းရအောင်မလုပ်ပါနဲ့နော်မင်းဇက်ကြိုက်တယ်ဆိုသမင်းသားတွေကတာကြိုက်တယ်ဆိုအေးအဲ့ဒါဆိုလို့ရှိရင်မင်းလက်ထက်ကသမင်းသားတွေကိုသွားဆုချမယ်ဆိုတော့မုံပြင်းရဲ့အကြီးဆုံးစိန်ဆိုင်ရုံးတွေကစိတ်လက်စို့ငါ့ကိုပေးအထုတ်လိုက်ပြီးအဲ့ထုတ်လိုက်ပေးမယ်မကနေတော့နော်ပေးမောင်လေးဟိုတိုင်းပြီလိုက်မိမရတွင်းရောက်ခိုက်ယောက်ျားနောက်တစ်ခုတော့တက်ကဗျာမရပြီမကနေတော့ကျေးဇူးတင်တယ်ပေးမယ်နော်စိန်လက်စို့ပေးမယ်တပုတ်တဲ့တော်ပါပြီ